အရှင်ဖေရအိမ်မက်16ချက်မှတ်တဲ့ကောသလမင်းကြီးကတေလွန်ပြီးဘယ်ရောက်သွားတာလဲဖေရလုံးဝမသိ၍မေးခြင်းဖြစ်ပါတယ်အရှင်ဖေရတဲ့မြတ်စွာဘုရားလက်ထက်တုန်းကအထင်ရှားဆုံးပုဂ္ဂိုလ်၄ဦးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးကဘယ်သူတွေလဲဆိုရင်၁အနာထပိန်တထေးကြီး၂ဝိသာခာကျောင်းအမကြီး၃ကောသလမင်းကြီး၄ဗိမ္ပိသာရမင်းကြီးတို့ပဲဖြစ်ပါတယ်အနာထပိန်တထေးကြီးကွယ်လွန်တဲ့အခါမှာတုတိတာနတ်ပြည်မှာနတ်သားဖြစ်ပါတယ်ဝိသာခာကျောင်းအမကြီးကွယ်လွန်တဲ့အခါမှာနေမာနရတိနတ်ပြည်မှာသူနေမိတနတ်မင်းကြီးဤမိဖုရားဖြစ်ပါတယ်ဗိမ္ပိသာရမင်းကြီးကွယ်လွန်တဲ့အခါမှာစတုမာတဲ့နတ်ပြည်မှာနတ်သားဖြစ်ပါတယ်ကောသလမင်းကြီးကွယ်လွန်တဲ့အခါဘယ်ဘုံရောက်တယ်ဆိုတာကိုမသိရပါဘူးเนาะဘာကြောင့်မသိရတာလဲဆိုရင်မြတ်စွာဘုရားမဟောခဲ့လို့ပဲဖြစ်ပါတယ်မဟောခဲ့ရတဲ့အကြောင်းရင်းကလည်းပဲမင်းမြန်းလျှောက်ထားတဲ့သူမရှိလို့ဖြစ်ပါလိမ့်မယ်เนาะဒါကြောင့်တိတကူဆရာတော်ကြီးဗုဒ္ဓဂါယာရောက်လို့အဲ့ဒီ၄ဦးကိုကောင်းမှုပြုပြီးအမျှဝေတဲ့အခါမှာဘလို့ဝေတယ်လဲဆိုရင်တုတိတာနတ်ပြည်၌ရောက်နေသောအနာထပိန်တထေးကြီးအား၎င်းနေမာနရတိနတ်ပြည်၌ရောက်နေသောဝိသာခာကျောင်းအမကြီးအား၎င်းစတုမာရေနတ်ပြည်၌ရောက်နေသောဗိမ္ပိသာရမင်းကြီးအား၎င်းဘယ်ရောက်နေမှန်းမသိသောကောသလမင်းကြီးအား၎င်းအမျှပေးဝေပါ၏လို့ဆိုပြီးကောင်းမှုကိုအမျှပေးဝေထားတာတွေ့ပါတယ်ဒါကြောင့်ကောသလမင်းကြီးဘယ်ရောက်နေတယ်ဆိုတာကိုမသိရပါဘူးเนาะ